ဒီနေ့မှာတော့စိတ်ဝင်စားဖွယ်ရာကောင်းတဲ့အကြောင်းအရာတစ်ခုကိုပြောပြပေးသွားမှာပါ။အဲ့ဒါကတော့တကွန်ကျူရင်းရုပ်ရှင်တွေထဲမှာနာမည်ကြီးတဲ့နဆိုးဘာသာရဲ့နောက်ခံသမိုင်းကြောင်းပဲဖြစ်ပါတယ်။ဒီနဆိုးဟာရုပ်ရှင်ပရိသတ်တွေကိုကြောက်လန့်တုန်လှုပ်စေခဲ့တယ်လို့သူ့ရဲ့အကြောင်းကိုလည်းသိကျင်စိတ်ပြင်းပြစေခဲ့ပါတယ်။လက်ရှိအချိန်ထိဘာလက်နဲ့ပတ်သက်ပြီးတိကျသိကြတဲ့အချက်လက်တွေအများကြီးမရှိသေးပါဘူး။ဒါပေမဲ့ရုပ်ရှင်တွေထဲမှာရောရှေးဟောင်းစာပေတွေထဲမှာပါဖော်ပြထားတဲ့အချက်လက်တွေကိုစုစည်းပြီးဒီနဆိုးရဲ့အကြောင်းကိုတက်နိုင်တဲ့လောက်အသေးစိတ်ရှင်းပြပေးသွားပါမယ်။ဒါအပြင်ရုပ်ရှင်တွေထဲမှာမပါသေးတဲ့စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေထပ်ပြီးပြောပြပြီးတော့မှာပါပရိသတ်တွေထဲမှာတကွန်ကျိုရင်း2ရုပ်ရှင်ကိုကြည်ပိုးတဲ့သူတွေဆိုရင်ဘာလက်ကိုကောင်းကောင်းသိကြမှာပါအဲ့ဒီရုပ်ရှင်ထဲမှာဘာလက်ကိုလူဘဝကိုစွန့်ခွာသွားတဲ့တီလာရှင်ဖြစ်ပုံဖော်ထားပါတယ်သူမဟာလိုရင်းဘော်ရင်ကိုအကြီးကျယ်ချောက်လန့်ခဲ့ပြီးရုပ်ရှင်ကြီးပရိသတ်တွေကိုလည်းထိတ်လန့်စေခဲ့ပါတယ်ဒါပေမဲ့ဘာလက်ရဲ့အစစ်မှန်တပိုင်းကြောင်းကရုပ်ရှင်ထဲမှာပြသထားတာထပ်ပိုပြီးရှုပ်ထွေးနေပါတယ်တကယ်တော့ဘာလက်ဟာရုပ်ရှင်တွေကဖန်တီးကြတဲ့နဆိုးမဟုတ်ပါဘူးသူဟာရှေးဘဝတနေကလေးကရှိခဲ့တဲ့တကယ်နဆိုးတစ်ကောင်ဖြစ်ပါတယ်။ Ascoidia လို့ခေါ်တဲ့18ရာစုကစာအုပ်တစ်အုပ်မှာဘာလက်ချောင်းကိုပထမဆုံးဖော်ပြထားပါတယ်။ဒီစာအုပ်ဟာနဆိုးတွေကိုဘယ်လိုခေါ်ယူမလဲ။သူတို့ရဲ့စွမ်းအားတွေကဘာတွေလဲဆိုတာကိုရေးသားထားတဲ့စာအုပ်ဖြစ်ပါတယ်။ Ascoidia အရဘာလက်ဟာမရဲပြည်ရဲ့အကြီးအကဲတစ်ပါးဖြစ်ပြီးနဆိုးတပ်ဖွဲ့အင်အား30ကိုအုပ်ချုပ်တဲ့အကြီးအကဲလည်းဖြစ်ပါတယ်။ဒီစာအုပ်ထဲမှာဘာလက်ကိုကလင်းငယ်ပုံစံနဲ့တောင်ပန်ပါတဲ့ကောင်းကင်တမန်ဖြစ်ဖော်ပြထားပါတယ်။သူဟာမွေးနှကောင်ကိုစီးနှင်းပြီးဥကောင်းနှလုံးပါတဲ့ငကားတစ်ကောင်ကိုလည်းစီးတက်တယ်လို့ဆိုပါတယ်။ဘာလက်ရဲ့စွမ်းအားထဲမှာအဓိကအချက်ကတော့ဝေတွေကိုထိန်းချုပ်နိုင်ခြင်းနဲ့ယတနာတွေကိုရှာဖွေပေးနိုင်ခြင်းပဲဖြစ်ပါတယ်။ဒါအပြင်သူဟာမမြင်နိုင်တဲ့အရာတွေကိုမြင်အောင်လုပ်ပေးနိုင်ပြီးလူတွေကိုဉာဏ်ပညာတိုးပွားအောင်လည်းကူညီပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ဒါပေမဲ့ရုပ်ရှင်တွေထဲမှာတော့ဘာလက်ရဲ့ပုံစံနဲ့စွမ်းအင်တွေဟာ Ascoidia မှာဖော်ပြထားတာနဲ့အများကြီးကွဲပြားခြားနားပါတယ်။ရုပ်ရှင်တွေထဲမှာဘာလက်ကိုသီလရှင်ပုံစံနဲ့မကောင်းဆိုးဝါးအဖြစ်ပုံဖော်ထားပြီးသူ့ရဲ့စွမ်းအားတွေကလည်းတစ်ဖြတ်ခြင်း၊ချောက်လန့်ခြင်းနဲ့ဝိညာဉ်တွေကိုဖမ်းယူခြင်းစတာတွေပဲဖြစ်ပါတယ်။ဒီလိုကွဲပြားခြားနားမှုတွေရှိနေပေမဲ့ရုပ်ရှင်တွေကဘာလက်ဟာလည်းမူရင်းနဲ့ဆိုဘာလက်ရဲ့ကြောက်မက်ဖွယ်ရာအငွေ့သက်တွေကိုအတော်လေးထင်ဟပ်စေပါတယ်။ဘာလက်ရဲ့မူလစစ်မြစ်ကိုလေ့လာကြည့်မယ်ဆိုရင်ပုံပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။တချို့သူတွေရဲ့အဆိုအရဘာလက်ဟာရှေးခေတ်ပါလက်စတိုင်းဒေသမှာကိုကွယ်ခဲ့တဲ့ဘာယဟာဒစ်နဗီယာနဲ့ဆက်ဆက်မှုရှိတယ်လို့ဆိုပါတယ်။ဘာယဟာဒစ်ဟာမိုးချိုမိုးရွာသွန်းမှုနဲ့မေစီလွာကိုစောင့်ရှောက်တဲ့နဗီယာတစ်ပါးဖြစ်ပါတယ်။ရှေးခေတ်ယုံကြည်မှုတွေအရဘာယနဗီယာကိုလူသားတွေပူဇော်ပသတဲ့အခါကလေးတွေကိုမိရှုပြီးပူဇော်လေးရှိတယ်လို့ဆိုပါတယ်။ဒီယူဆတွေဟာဘာလက်ရဲ့ကြောက်မက်ဖွယ်ရာပုံရိပ်ကိုပိုပြီးနှိမ့်ဆိုင်စေပါတယ်။နောက်ထပ် theory တစ်ခုကတော့ဘာလက်ဟာရှေးခေတ်အီဂျစ်ဒေသကနဗီယာတစ်ပါးဖြစ်တဲ့ဆက်နဲ့ဆက်ဆက်မှုရှိတယ်လို့ဆိုပါတယ်။ဆက်ဟာတဲကန်နဲ့မုန်တိုင်းနဲ့မကောင်းဆိုးဝါးတွေကိုအုပ်ဆိုးတဲ့နဗီယာတစ်ပါးဖြစ်ပါတယ်။ဆက်ရဲ့ရန်သူကတော့အိုစီရစ်နဗီယာဖြစ်ပြီးအိုစီရစ်ကိုတပ်ပြီးနန်းလုခဲ့တဲ့နဆိုးတစ်ပါးလို့လည်းယုံကြည်ကြပါတယ်။ဘာလက်ဟာလည်းနဆိုးတစ်ပါးဖြစ်တဲ့အတွက်ဆက်နဲ့ဆက်ဆက်မှုရှိနိုင်တယ်လို့တချို့ပညာရှင်တွေကထင်မြင်ယူဆကြပါတယ်။ဘယ် theory ကအမှန်လဲဆိုတာတိတိကျကျမပြောနိုင်ပေမဲ့ဘာလက်ရဲ့မူလစစ်မြေဟာရှေးခေတ်နဗီယာတွေနဲ့ဆက်နွယ်နေတယ်ဆိုတာတော့သိကြပါတယ်။သူဟာလူသားတွေရဲ့ရှေးကြဆုံးကြောက်ရွံ့မှုတွေထဲကတစ်ခုဖြစ်တဲ့မကောင်းဆိုးဝါးနဲ့မှောင်မိုက်တဲ့အင်အားစုတွေရဲ့ပြရုပ်တစ်ခုလည်းဖြစ်ပါတယ်။ဘာလက်ရဲ့အထင်ရှားဆုံးစွမ်းအင်တွေထဲကတစ်ခုကတော့ပုံသဏ္ဍာန်မျိုးမျိုးပြောင်းလဲနိုင်တဲ့စွမ်းရည်ပဲဖြစ်ပါတယ်။ရုပ်ရှင်တွေထဲမှာဘာလက်ဟာသီလရှင်ပုံစံအချိန်မဲကြီးပုံစံခွေးမဲကြီးပုံစံစတဲ့ပုံစံမျိုးမျိုးပြောင်းလဲပြီးလူတွေကိုချော့လန့်ခဲ့တာကိုတွေ့ရပါတယ်။တနုံရုပ်ရှင်တွေထဲမှာဆိုရင်ဘာလက်ဟာသီလရှင်ပုံစံနဲ့အဓိကဇက်ကောင်တွေကိုအတော်လေးဒုက္ခပေးခဲ့ပါတယ်။သူ့ရဲ့ပုံသဏ္ဍာန်ပြောင်းလဲနိုင်တဲ့စွမ်းရည်ဟာလူတွေကိုချော့လန့်အောင်လုပ်ဖို့အတွက်အဓိကလက်နက်တစ်ခုပါပဲ။ဘာလက်ဟာသူ့ကိုယ်သူမမြင်နိုင်အောင်ပုံွယ်ထားနိုင်စွမ်းလည်းရှိပါတယ်။သူကရှိနေပေမဲ့လူတွေကမမြင်နိုင်တဲ့အတွက်ပိုပြီးကြောက်စရာကောင်းပါတယ်။ The Conjuring 2ရုပ်ရှင်ထဲမှာဆိုရင်လိုရင်းဘော်ရင်ကဘာလက်ကိုမမြင်ရပေမဲ့သူ့ရဲ့အငွေ့သက်ကိုခံစားမိပြီးကြောက်လန့်နေရတာကိုမြင်တွေ့နိုင်ပါတယ်။မမြင်နိုင်တဲ့အရာဟာမြင်ရတဲ့အရာတက်ပိုပြီးထိတ်လန့်စရာကောင်းတယ်ဆိုတာဘာလက်ကောင်းကောင်းသိပါတယ်။ဘာလက်ဟာလူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်တဲ့စွမ်းအားလည်းရှိပါတယ်။သူဟာလူတွေကိုအိမ်မဆိုးတွေပေးနိုင်တယ်။အတိတ်ကနာကျင်စရာဖြစ်ပျက်တွေကိုပြန်မြင်အောင်လာအောင်လုပ်နိုင်တယ်။စိတ်သက်သာအောင်လုပ်နိုင်တယ်။နောက်ဆုံးမှာယူသက်သွားအောင်ထိတွန်းပို့နိုင်ပါတယ်။ The Conjuring 2ထဲမှာဆိုရင် Janet Hudson ရဲ့စိတ်ကိုဘာလက်ကထိန်းချုပ်ပြီးသူ့ရဲ့စကားတွေကိုပြောခိုင်းတာမျိုးတွေလုပ်ခဲ့ပါတယ်။ဘာလက်ဟာဝိညာဉ်တွေကိုလည်းထိန်းချုပ်နိုင်တဲ့စွမ်းအားရှိပါတယ်။သူဟာတိမ်လွန်သွားတဲ့ဝိညာဉ်တွေကိုသူ့ရဲ့အစီအကံဖြစ်ခိုင်းစေနိုင်ပြီးသူတို့တွေကိုလူတွေကိုချောလန့်မှုအတွက်ဆေးလွတ်နိုင်ပါတယ်။တနုံရုပ်ရှင်ထဲမှာဆိုရင်ဘာလက်ဟာတိမ်လွန်သွားတဲ့သီလရှင်တွေကိုဟုတ်ကောင်လိုမျိုးပြန်လည်ရှင်သန်စေပြီးသူ့ရဲ့လက်ပါစီအဖြစ်အသုံးပြုခဲ့ပါတယ်။
ဘာလက်ဟာဝိညာဉ်စွမ်းအားနဲ့ပစ္စည်းတွေကိုရှေ့ပြောင်းနိုင်တဲ့စွမ်းရည်လည်းရှိပါတယ်။ရုပ်ရှင်တွေထဲမှာဘာလက်ဟာပရိဘောဂပစ္စည်းတွေကိုရှေ့ပြောင်းတာတကားတွေကိုပိတ်တာဖွင့်တာလက်ရည်စလုံးတွေကိုပေါ်လာအောင်ဖျောက်သွားအောင်လုပ်တာမျိုးတွေလုပ်ပြခဲ့ပါတယ်။ဒီစွမ်းရည်ကသူ့ကိုပိုပြီးထိန်းချုပ်ရခက်တဲ့နှစိုးတစ်ကောင်ဖြစ်စေပါတယ်။တချို့ရင်းမြစ်တွေအရာဘာလက်ဟာမိကိုလည်းထိန်းချုပ်နိုင်တယ်လို့ဆိုပါတယ်။သူဟာမိကိုသူ့ရဲ့လက်နက်ဖြစ်အသုံးပြုပြီးလူတွေကိုတိုက်ခိုက်နိုင်တယ်။ပတ်ဝန်းကျင်ကိုဖျက်ဆီးနိုင်တယ်လို့ယုံကြည်ကြပါတယ်။ရုပ်ရှင်တွေထဲမှာတော့ဒီစွမ်းရည်ကိုသိပ်ပြီးတင်းတင်းကြပ်ကြပ်မတွေ့ရသေးပါဘူး။ Ascoetia မှာဘာလက်ကိုကလင်းငယ်ပုံစံနဲ့ဖော်ပြထားပါတယ်။တောင်ပံပါတဲ့ကောင်းငယ်တမန်ကလင်းငယ်ဖြစ်ပုံဖော်ထားပြီးဝင်းနှကောင်ကိုစီးနေတဲ့ပုံမျိုးနဲ့တွေ့ရပါတယ်။ဒီပုံစံဟာကြည့်ရတာချစ်စရာကောင်းပေမဲ့တကယ်တော့ကြောက်စရာကောင်းတဲ့နှစိုးတစ်ကောင်ရဲ့ပုံရိပ်ဖြစ်ပါတယ်။ကလင်းငယ်ပုံစံဟာလူတွေကိုတွေးဆောင်ဖျားယောင်းဖို့အတွက်ဘာလက်ရဲ့နည်းလမ်းတစ်ခုလည်းဖြစ်နိုင်ပါတယ်။ The Conjuring 2နဲ့ The Nun ရုပ်ရှင်တွေမှာဘာလက်ကိုတီလာရှင်ပုံစံနဲ့အဓိကထားပြီးပုံဖော်ထားပါတယ်။ဒီပုံစံဟာရုပ်ရှင်ပရိသတ်တွေကြားမှာဘာလက်ကိုနာမည်ကြီးစေခဲ့တဲ့ပုံစံလေးဖြစ်ပါတယ်။တီလာရှင်ဝတ်စုံနဲ့မျက်နှာဖြူဖြော့ဖြော့မျက်လုံးနဲ့ကြီးတွေနဲ့ဘာလက်ဟာကျောင်းမပေါ်ရအတွင်ပြင်ကိုပိုင်ဆိုင်ထားပါတယ်။တီလာရှင်ပုံစံကိုရွေးချယ်ရတဲ့အကြောင်းရင်းကဘာသာရေးနဲ့ဆက်နွယ်တဲ့ကြောက်စိတ်ကိုအသုံးချခြင်းလို့လည်းဖြစ်နိုင်ပါတယ်။ The Conjuring 2ရုပ်ရှင်ထဲမှာဘာလက်ဟာတခါတလေအရေးမဲကြီးပုံစံနဲ့လည်းပေါ်လာတတ်ပါတယ်။မှောင်မိုက်တဲ့အရေးလိုမျိုးလူရိတ်တံမပေါ်တဲ့ပုံစံမျိုးနဲ့ချောက်လန့်တတ်ပါတယ်။ဒီပုံစံဟာမမြင်နိုင်တဲ့ကြောက်စိတ်ကိုပိုပြီးအားကောင်းစေပါတယ်။တချို့တနာရီတွေထဲမှာဘာလက်ကိုခွေးမဲကြီးပုံစံနဲ့လည်းဖော်ပြထားတာရှိပါတယ်။ခွေးမဲကြီးဟာရှေ့ခေယုံကြည်မှုတွေရမကောင်းတဲ့နမိတ်သိချင်းတရားရဲ့အထိမ်းအမှတ်ဖြစ်သတ်မှတ်ကြပါတယ်။ဘာလက်ဟာဒီပုံစံကိုယူပြီးလူတွေကိုကြောက်လန့်အောင်ချောက်လန့်တတ်ပါတယ်။ဘာလက်ဟာပုံစံတစ်ခုတည်းနဲ့ကန့်သတ်မထားပဲပုံစံအမျိုးမျိုးပြောင်းလဲနိုင်တဲ့အတွက်သူ့ကိုဘယ်လိုပုံစံနဲ့တွေ့ရမလဲဆိုတာခန့်မှန်းရခက်ပါတယ်။ဒါဟာသူ့ရဲ့ကြောက်မက်ဖွယ်ရာစွမ်းအားကိုပိုပြီးအားကောင်းစေပါတယ်။ The Conjuring ရုပ်ရှင်တွေရဲ့အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Ed နဲ့ Lorraine Warren တို့ဟာဘာလက်နဲ့အချင်းချင်းရင်ဆိုင်ခဲ့ရပါတယ်။အထူးသဖြင့် Lorraine Warren ဟာဘာလက်ရဲ့အဓိကပြစ်မှတ်ဖြစ်ခဲ့ပြီးသူ့ကိုအကြီးကျယ်ချောင်းလန့်ခဲ့ပါတယ်။ The Conjuring 2ရုပ်ရှင်ထဲမှာ Lorraine Warren ဟာ Enfield Poltergeist အမှုကိုစုံစမ်းနေတော့ဘာလက်နဲ့ပထမဆုံးထိတိုက်တွေ့ဆုံခဲ့ပါတယ်။အဲ့ဒီအချိန်မှာဘာလက်ဟာတီလာရှင်ပုံစံနဲ့ Lorraine Warren ကိုအိမ်မက်ထဲမှာချောက်လန့်ခဲ့ပြီးသူ့ရဲ့နာမည်ကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။နှစိုးတစ်ကောင်ရဲ့နာမည်ကိုသိသွားတာဟာသူ့ကိုတိုက်ခိုက်ဖို့အတွက်အားသာချက်တစ်ခုဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ Lorraine Warren ဟာဘာလက်ကိုအနိုင်ယူဖို့အတွက်Ed Warren နဲ့အတူစူးစမ်းခဲ့ပါတယ်။သူတို့ဟာဖျားသခင်ရဲ့အကူအညီနဲ့ယုံကြည်ခြင်းအားကောင်းကောင်းနဲ့ဘာလက်ကိုတိုက်ထုတ်ခဲ့ကြပါတယ်။နောက်ဆုံးမှာတော့ Lorraine Warren ဟာဘာလက်ရဲ့နာမည်ကိုအော်ဟစ်ပြီးသူ့ကိုငရဲပြည်ကိုပြန်ပို့နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘာလက်ဟာလွယ်နဲ့အရှုံးပေးတတ်တဲ့နှစိုးမဟုတ်ပါဘူး။ The Nun ရုပ်ရှင်ထဲမှာဘာလက်ဟာရိုမေးနီးယားနိုင်ငံကဖုံးတော်ကြီးကျောင်းတစ်ခုမှာနှစ်ပေါင်းများစွာပိတ်လောင်ခံထားရပေမဲ့လွတ်မြောက်လာပြီးဒုက္ခပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့တီလာရှင်အစ်တစ်ယောက်နဲ့ဖုံးတော်ကြီးတစ်ပါးတို့ရဲ့ကြိုးစားမှုကြောင့်ဘာလက်ကိုပြန်လည်ပိတ်လောင်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘာလက်ဟာလုံးဝပျောက်ကွယ်သွားတာတော့မဟုတ်ပါဘူး။ဘာလက်ဟာ The Conjuring ရုပ်ရှင်တွေထဲမှာအရေးပါတဲ့နေရာကပါဝင်ခဲ့ပါတယ်။သူဟာရုပ်ရှင်ပရိသတ်တွေကိုကြောင်းလန့်စေခဲ့တဲ့အဓိကဇာတ်ကောင်တစ်ဦးဖြစ်ပြီးသူ့ရဲ့နာမည်နဲ့ပုံရိပ်ဟာဟော်ရာရုပ်ရှင်လောကမှာဆက်မြတ်စွာကျန်ရစ်ခဲ့ပါတယ်။ The Conjuring 2ရုပ်ရှင်ဟာဘာလက်ကိုပရိသတ်တွေနဲ့မိတ်ဆက်ပေးခဲ့တဲ့ရုပ်ရှင်ဖြစ်ပါတယ်။ဒီရုပ်ရှင်ဟာ box office မှာအောင်မြင်မှုရခဲ့ပြီးဘာလက်ကိုနာမည်ကြီးလာစေခဲ့ပါတယ်။နောက်ပိုင်းမှာဘာလက်ကိုအဓိကဇာတ်ကောင်ဖြစ်ထားပြီး The Nun ဆိုတဲ့ spin-off ရုပ်ရှင်ကိုထုတ်လုပ်ခဲ့ပါတယ်။ The Nun ဟာလည်း box office မှာအောင်မြင်မှုရခဲ့ပြီးဘာလက်ရဲ့နာမည်ကိုပိုပြီးလူသိများလာစေခဲ့ပါတယ်။ဘာလက်ဟာရုပ်ရှင်တွေထဲမှာတီလာရှင်ပုံစံနဲ့ပေါ်လာတာဟာတော်တော်လေးထူးခြားပါတယ်။တီလာရှင်ဆိုတာဘာသာရေးနဲ့ဆက်နွယ်တဲ့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ပေမဲ့ဘာလက်ကတီလာရှင်ဝတ်စုံကိုဝတ်ဆင်ပြီးမကောင်းမှုတွေလုပ်ပြတာဟာကြည့်ရှုသူတွေကိုပိုပြီးထိတ်လန့်စေခဲ့ပါတယ်။ဘာသာရေးနဲ့ဆက်နွယ်တဲ့ကြောက်စိတ်ကိုအသုံးချပြီးပရိသတ်တွေကိုကြောက်အောင်လုပ်တာဟာဘာလက်ရုပ်ရှင်တွေရဲ့အောင်မြင်မှုလျှို့ဝှက်ချက်တစ်ခုလည်းဖြစ်နိုင်ပါတယ်။ဒါအပြင်ဘာလက်ရဲ့ပုံစံနဲ့တကူစွမ်းရင်တွေရလဲဟော်ရာရုပ်ရှင်တွေထဲမှာကစားနေတဲ့နှစိုးပုံစံတွေနဲ့ကွဲပြားခြားနာပါတယ်။ပုံမှန်အားဖြင့်နှစိုးတွေကိုတွေးဆနေတဲ့တတဝါတွေချမ်းသာရိုင်းဆိုင်တဲ့တတဝါတွေအဖြစ်ပုံဖော်လေးရှိပေမဲ့ဘာလက်ကတော့ပိုပြီးစိတ်ပိုင်းဆိုင်ရာကိုချောလန့်တဲ့နှစိုးဖြစ်ပုံဖော်ထားပါတယ်။သူဟာလူတွေရဲ့စိတ်ကိုထိန်းချုပ်နိုင်တယ်။အတိတ်ကနာကျင်စရာတွေကိုပြန်ဖော်ထုတ်နိုင်တယ်။ယုံကြည်ခြင်းကိုဖျက်ဆီးနိုင်တယ်။ဒီလိုစိတ်ပိုင်းဆိုင်ရာချောလန့်မှုတွေဟာရုပ်ပိုင်းဆိုင်ရာချောလန့်မှုတွေထပ်ပိုပြီးကြောက်စရာကောင်းတယ်လို့ခန်းစားရစေပါတယ်။ဘာလက်ဟာ The Conjuring ရုပ်ရှင်တွေထဲမှာတည်းမကပါဘူး။ရှင်းအောင်တနာရီတွေနဲ့ယုံကြည်မှုတွေထဲမှာပါရှိနေတဲ့ကြောက်မက်ဖွယ်ရာနှစိုးတစ်ကောင်ဖြစ်ပါတယ်။သူ့ရဲ့တမိုင်းကြောင့်စွမ်းအားတွေနဲ့ပုံရိပ်တွေဟာလူတွေကိုစိတ်ဝင်စားစေခဲ့တယ်လို့ကြောက်လန့်စေခဲ့ပါတယ်။ဘာလက်ဟာဟော်ရာရုပ်ရှင်လောကမှာထင်ရှားတဲ့နှစိုးတစ်ကောင်ဖြစ်ဆက်လက်တည်ရှိနေအောင်မှာဖြစ်ပြီးသူ့ရဲ့ဇာတ်လမ်းတွေဟာလည်းပရိသတ်တွေကိုနှစ်ပေါင်းများစွာဖန်ဆားထားနိုင်အောင်မှာသိကြပါတယ်။ဒါဆိုရင်ဒီညမှာဘာလက်ရဲ့အကြောင်းကိုဒီလောက်နဲ့ပဲအဆုံးသတ်ပါမယ်။နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါစို့။အားလုံးကိုကျေးဇူးတင်ပါတယ်။